စားပြုခဲ့ပုံပြင်လေးကိုကပဲစားပြုလို့ပြန်ရုပ်သိမ်းတယ်ဒီတန်ဒီတချင်လေးတွေဒီလိုခံစားချက်တွေရှင်မခံစားရင်တော့ပြန်ဆိုနေခြင်းတကယ်တမ်းခွဲရဖို့ကြုံလာတဲ့အခါထင်သလောက်လည်းမရင်ချက်တော့အထီးရဲ့နာထွက်ပြေးအလိုက်တီလိမ္မာတဲ့အတွေ့အဟောင်းရှင်နာသေးတဲ့တလားជីကလေးတွေကငယ်ကလေးမကောင်းအိရှိကပဲပြူဘူးလေလုံးလောင်ပြောင်းနေလိုက်ကြတာဘယ်လိုခံစားရမှာရင်ချေနေမျိုးလေးကပြန်လို့ခြင်းနဲ့ချိုမိန်တဲ့မြင်လေးရဲ့ကျင်နာမှုဟာတွေ့တော့ပြီးချစ်တော်မှာဘုံနာကိုကျင်နာသူလေးမြင်ထွက်ကျင်နာမယ်နှလုံးသားဟာနာချင်စီတဲ့လား